ကြည်လင်ရှိစဉ်တပေါက်နှင်းသက်ပြီးတဲ့စိတ်တတိတရားဆောင်ကြည့်အဖြစ်များသွားနေအပြတ်များသွားနေဆုတ်ထားတဲ့အစ်စတော်လွတ်ချလိုက်တော့လက်ဖဝါများကျွေပီတီဟာစမ်းရည်လို့အေးသွားပြီးပရိရဲ့လမ်းနေပူဝေးသွားပြီးစက္ခုမမြင်တဲ့လှချပန်းနေပူမှွေးသွားပြီးအတွေ့ဟာစေးချဲ့စမ်းမလို့တော့ညာပေါင်းကတိလာဖောင်းကလေးနှွေးတယ်ဓမ္မကြောင်းတစ်ပေဗုဒ္ဓရဲ့အရေးမိန့်တော်စကားစာကြောင်းကြီးတုံညာရှောင်းဆုံးဒုက္ခအပုများတန်လျက်လိုအင်းငင်းရခဏအမြဲပိုင်လိုတဲ့လူသားအဝိဇ္ဇာနဲ့မောဟကိုဆန့်ကျင်သောအတွေ့ထိုးစဉ်ဒေါသမဲ့အဆုတ်ထဲဝင်လာတဲ့တန့်စင်သောလေခိုက်တဲ့ရွက်ကျွေးစိမ့်လန်းစေပင်စီမြင်မိတဲ့အလှတွေမှာအသင်ချေများတည်သွားအာယုံထိခိုက်မှာစီကားသည့်အရာသာတွေအတာတမာတိကိုကြည်စားတယ်အလုံးအိမ်နဲ့အာယုံအလင်းကိုတွေ့တယ်လို့ဖော်မဲ့ဟင်းသာစိတ်ဆမ်းမှတီးဆူတန်တာနှွေနှောင်းစိတ်မှာခီတာဖြစ်မိတတိတရားတိမ်နဲ့တန်တရားဟာပကြီးကားဟိနေနေဟိနေနေမျက်လုံးအဟောင်းများအမြင်တင်မိဝေဒနာကာလများအတွက်အစဉ်တင်ပြီးမျက်နှာပေါ်စီးစားတိမ်နေပြန်သွားခြင်းဒီဘဝကိုတန်တရားနဲ့ကြီးမိစိတ်ငြိမ်မှုရဲ့အတန်များဝတန်လှိုင်းတပူတတ်တန်စိတ်ကငါခံစားမိအရှိအနောက်တာမှန်သွားပြီ